လူတယောက်လေးစားမှုမရှိဘူးဆိုလို့ရှင်တော့对人不懂尊重对人不懂尊重လူတူတယောက်ပေါ်မှာ不懂ဆိုတာနားမလည်ဘူး尊重လေးစားရမှန်းကိုမသိဘူး对人不尊重လို့လည်းပြောလို့ရတယ်လို့对人不懂尊重လို့လည်းပြောလို့ရပါတယ်ဥပမာဆိုလို့ရှိရင်တူတစ်ပါးအောင်မလေးစားတတ်ဘူး他不尊重别人他不尊重别人တူတစ်ပါးကိုမလေးစားတတ်ဘူးနောက်တစ်မျိုးကတော့ယဉ်ကျေးမှုမရှိဘူးရိုင်းပြတာကို没礼貌没礼貌这样做很没礼貌这样做很没礼貌ဒီလိုလုပ်တာဟာအရန်ကိုယဉ်ကျေးမှုမရှိပါဘူး这样做很没礼貌နောက်တစ်ခုကတော့မယိုသေးဘူးမလေးစားတတ်ဘူးဆိုရင်不敬不敬不敬他对老师的态度非常不敬他对老师的态度非常不敬သူကဆရာတယောက်အပေါ်မှာအယုဒိလေးစားမှုနည်းနည်းမှမရှိဘူးလို့ပြောချင်တာဖြစ်ပါတယ်နောက်တစ်ခု question ကတော့ဂျေစုတရားကိုဘယ်တော့မှမမေ့ဘူးဆိုတဲ့ question ဖြစ်ပါတယ်ကျွန်တော်ပေါ်မှာပြုခဲ့တဲ့ဂျေစုတရားကိုဘယ်တော့မှမမေ့ဘူးလို့ဖြေပေးလိုက်မယ်နော်我永远不会忘记你的恩情我永远不会忘记你的恩情我真的永远不会忘记ဘယ်တော့မှမမေ့ဘူး你的恩情你ရဲ့ကျေးဇူးတရားကိုဘယ်တော့မှမမေ့ဘူး我永远不会忘记你的恩情再见